မင်္ဂလာပါ Wishes to the Universe Channel မှာကြိုဆိုလိုက်ပါတယ်။ကျွန်မဒီနေ့မျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့ Aquarius ရာသီဘဝတွေဆောင်ရမယ် Crystal လေးတွေအကြောင်းပဲဖြစ်ပါတယ်။ဒီ Crystal လေးတွေအကြောင်းမပြောပြခင်မှာကျမတို့ရဲ့မွေးတဲ့ရာသီခွင်အလိုက်ဒီလိုမျိုးသက်ဆိုင်ရာ backstone လေးကိုဘာဖြစ်လို့ဆောင်ကြတာလဲဆိုတဲ့အကြောင်းလေးကိုကျွန်မအရင်ပြောပြပေးမယ်ပေါ့နော်။ကျမတို့ဒီတဦးတယောက်ချင်းစီရဲ့မွေးဖွားတဲ့ရာသီခွင်တွေအလိုက်ကျမတို့ရဲ့စကြဝဠာကြီးနဲ့ချိတ်ဆက်နေတဲ့စွမ်းအင်တွေကလည်းရှိပါတယ်။အဲ့ဒီစွမ်းအင်တွေကိုကိုယ့်စီမှာပို့ပြီးတော့တက်ရောက်မှုရှိအောင်လို့energy တွေပိုကောင်းအောင်လို့ပေါ့နော်။အဲ့ဒီ backstone လို့ပြောတဲ့ဒီ crystal လေးတွေအားဆိုလို့ရှိရင်ကျမတို့ရဲ့စွမ်းအင်တွေကိုမြင့်တင်ပေးတယ်ပေါ့နော်ဒီကိုနဲ့သက်ဆိုင်တဲ့ crystal လေးတွေအားဆိုလို့ရှိရင်ကျမတို့ဒီ energy balancing ဆိုတဲ့ကျမတို့ရဲ့စိတ်စွမ်းအင်တွေကို balance ဖြစ်အောင်ကူညီပေးပါတယ်ပြီးတော့နောက်တစ်ခုကတော့ protective ပေါ့နော်ကျမတို့ဟိုရှေးရခင်ကလေးကကျမတို့ကိုဒီမကောင်းတဲ့စွမ်းအင်တွေနဲ့မကောင်းတဲ့ဘေးအန္တရာယ်တွေကနေကာကွယ်ဖို့ဆိုပြီးတော့ကြောက်မြတ်ရတနာတွေကိုအဆောင်အယောင်ဖြစ်သုံးကြပါတယ်အဲ့တော့ဒီ backstone လေးတွေကကိုယ့်ကိုကာကွယ်ပေးတဲ့တတိုင်းလေးတစ်ခုလိုပေါ့ဥစားမျိုးပေါ့နော်နောက်တစ်ခုကကြတော့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုလည်းရရှိစေတယ်ဒီ crystal လေးရာဆိုလို့ရှိရင်ဘဝမှာစိတ်ပိတ်ဆို့မှုတွေဒီစိုးရိမ်ပူပန်နေနဲ့ကြုံရတဲ့အခါမှာဒီ backstone လေးတွေရဲ့ vibration ကြောင့်ကျမတို့ရဲ့စိတ်ကိုပေါ့နော်လိုငြိမ်သက်သွားစေတယ်နောက်တစ်ခုကတော့ဒီ backstone လေးတွေဟာကျမတို့ကံကောင်းခြင်းတွေကိုယူဆောင်လာပြီးရပေါ့နော်ကိုယ့်ရဲ့ဒီ backstone လေးဆောင်ထားတဲ့အခါမှာကိုယ့်ရဲ့စွမ်းရည်တွေကကြည်လင်နေပြီးတော့ကိုယ့်ရဲ့စိတ်ဓာတ်တွေကလည်းတက်ကြွနေတဲ့အခါမှာကောင်းမွန်တဲ့အခွင့်အလမ်းတွေကကိုယ့်စီကိုရောက်လာတတ်ပါတယ်အဲ့တော့ positive energy တွေပေးရပေါ့နော်ဒါကြောင့်မို့လို့ကိုယ်နဲ့သက်ဆိုင်တဲ့ရာသီခွင်လိုက်ဆောင်ရမယ် crystal လေးတွေနဲ့ energy တက်ရောက်မှုလေးတွေရှိနေတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် Aquarius တွေကဘာ crystal လေးတွေဆောင်ရမလဲဆိုတာကျမတို့တစ်ချက်လောက်ကြည့်လိုက်ရအောင်ပထမဆုံး crystal လေးကတော့ amethyst crystal လေးဖြစ်ပါတယ်ခရမ်းဆွဲကြောက်ပေါ့နော်ဒီ Aquarius တွေအတွက်အဓိကအဆောင်အသင်ဆုံးကြောက်ထဲမှာတစ်ခုပါဝင်ဖြစ်တဲ့amethyst crystal အားဆိုလို့ရှိရင်အေးဆေးတည်ငြိမ်မှုနဲ့ဒီ emotional balance ဖြစ်မှုကိုကူညီပေးတယ်ဒီ crystal လေးရာဆိုလို့ရှိရင်စိတ်ဖိစီးမှုတွေကိုတက်တာစေပြီးတော့စိုးရိမ်ပူပန်မှုနဲ့ဒေါသတွေကိုလျှော့ချပေးတယ်စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုရရှိစေတယ်ပေါ့နော်နောက်တစ်ခုက amethyst ကဒီစိတ်ထဲမှာရှိတဲ့အညစ်အကြေးတွေကိုဖယ်ရှားရှင်းလင်းနိုင်ပြီးတော့အာရုံစူးစိုက်မှုကိုမြင့်တင်ပေးပါတယ်ပြီးတော့ amethyst crystal ကအိပ်ပျော်စေတဲ့အာနိသင်ရှိတယ်လို့လည်းဆိုကြပါသေးတယ်မိမိတို့အိပ်တဲ့အိပ်ယာအနီးနားမှာဒီ amethyst crystal လေးတွေကိုချထားခြင်းအောင်ဆိုလို့ရှိရင်ဒီမကောင်းတဲ့အိမ်မက်ဆိုးတွေကိုတိုက်ဖြတ်ပေးတယ်နှင်းနှင်းချာချာအိပ်ပျော်စေတယ်ဆိုပြီးတော့အယူဆတွေလည်းရှိကြပါတယ်ရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆိုလို့ရှိရင်ဒီ amethyst crystal လေးကကိုယ်ခံအားစနစ်ကိုပံ့ပိုးပေးတယ်အားကောင်းစေတယ်ပေါ့နော်နောက်တစ်ခုကနာကျင်မှုတွေကိုလည်းတက်တာစေတယ်ဥပမာခေါင်းကိုက်ခြင်းတို့ခေါင်းတချမ်းကိုက်တာတွေအဲ့လိုမျိုးဟာတွေကိုတက်တာစေတယ်လို့ဆိုတဲ့အယူဆတွေရှိကြတယ်နောက်တစ်ခုခန္ဓာကိုယ်ထဲမှာရှိတဲ့အဆိပ်အတောက်တွေကိုလည်းဖယ်ရှားပေးပါတယ်တဲ့နောက်ပြီးတော့ဟော်မုန်းမညီမမျှဖြစ်တဲ့ဟာတွေကိုလည်းဟော်မုန်း balance ဖြစ်အောင်ထိန်းညှိပေးတယ်ဆိုပြီးတော့အယူဆရှိကြတယ်ပေါ့နော်spiritual ဘိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်းဒီ amethyst crystal အားဆိုလို့ရှိရင် crown chakra နဲ့ third eye chakra တို့ကိုခိုင်ခိုင်မာမာချိတ်ဆက်ပေးပြီးတော့ဒီ spiritual ဘိုင်းအသိဉာဏ်တွေပင်ကိုယ်စွမ်းရည်တွေစိတ်ပိုင်းဆိုင်ရာတွေကိုမြင့်တင်ပေးတယ်လို့ယုံကြည်ကြတယ်ဒီ spiritual awakening ဖြစ်စေတယ်ပေါ့နော်ဒါကြောင့် meditation လုပ်တဲ့လူတွေပါတယ်ဟာဆိုလို့ရှိရင်ဒီ amethyst crystal လေးကိုဆောင်ခြင်းအပြင်မိမိတို့ရဲ့ meditation လုပ်တဲ့အရာကိုပုံနဲ့ရှိုင်းစေပြီးတော့အတွင်းစိတ်ငြိမ်းချမ်းမှုကိုရရှိစေနိုင်မှာဖြစ်ပါတယ်။ Aquarius ရာသီဘဝလေးရာဆိုလို့ရှိရင်လည်းဒီစိတ်ကူးရင်လွန်ပေါ့နော်အတွေးလွန်တတ်တဲ့သူလေးဖြစ်တာကြောင့်ဒီ amethyst crystal လေးကိုဆောင်ခြင်းအပြင်စိတ်တွေကိုကြည်လင်စေပြီးတော့မိမိပြုလုပ်မဲ့ဆုံးဖြတ်ချက်တွေမှန်ကန်အောင်ကူညီပေးနိုင်ပါတယ်။
ဒုတိယဆောင်ရမယ့် crystal လေးကတော့ပယင်းကျောက်ဖြစ်ပါတယ်ပယင်းကျောက်အကြောင်းကိုတော့တော်တော်များများသိကြလိမ့်မယ်လို့ထင်တယ်ကျမတို့နိုင်ငံမှာပယင်းကျောက်ဆောင်တဲ့လူတွေများတယ်ပေါ့နော်သူကကျန်းမာရေးအတွက်ဆိုလို့ရှိရင်ဒီနာကျင်မှုတွေကိုသက်သာစေတယ်ခေါင်းကိုက်တာအဆစ်မြစ်ကိုက်တာသွားကိုက်တာပေါ့နော်အဲ့လိုမျိုးအရာတွေကိုသက်သာစေဆိုပြီးယုံကြည်မှုရှိကြတယ်ကိုယ်ခံအားကိုလည်းမြင့်တင်ပေးပြီးတော့ခန္ဓာကိုယ်ရဲ့အစိတ်အတောက်တွေကိုလည်းပြေလျောစေနိုင်ပါတယ်တဲ့ပြီးတော့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုကာကွယ်ပေးတယ်ဆိုပြီးတော့ဒီရိုးရာဆေးပညာမှာအသုံးပြုကြတယ်လို့လည်းဆိုပါတယ်စိတ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်းပယင်းကျောက်ဟာစိတ်ဖိစီးမှုတွေကိုဆုပ်ယူပေးတယ်စိုးရိမ်ပူပန်မှုတွေကိုရောကြစေတယ်ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုတွေကိုဖြစ်ပေါ်စေပါတယ်တော့ဒီပယင်းကျောက်ဟာဆိုလို့ရှိရင် Aquarius လေးတွေအတွက်အစိုးမြင်စိတ်တွေကိုဖယ်ရှားပေးပြီးတော့အပြုသဘောဆောင်တဲ့စွမ်းအင်တွေကိုယူဆောင်ပေးပါတယ်။ကံကောင်းခြင်းတွေကိုယူဆောင်လာပေးတတ်တယ်လို့အယူလည်းရှိပါတယ်။အထူးသဖြင့်စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကိုကုစားပေးစွမ်းနိုင်စွမ်းရှိပါတယ်တဲ့။နောက်ထပ် crystal လေးကတော့ garnet ဖြစ်ပါတယ်။ garnet crystal လေးရာဆိုလို့ရှိရင်အဓိကအားဖြင့်ခန္ဓာကိုယ်ရဲ့တက်ကြွမှုနဲ့သွေးလည်ပတ်မှုကိုမြင့်တင်ပေးပါတယ်။ကိုယ်ကပင်ပန်းနွမ်းနယ်မှုတွေကိုတိုက်ဖြတ်ပြီးတော့ကိုယ်ကာယကြံ့ခိုင်မှုတွေကိုမြင့်တင်ပေးပြီးတော့မိမိတို့ဒီခန္ဓာကိုယ်စွမ်းရည်နဲ့ပါတဲ့အချိန်မှာစောင့်ကြတယ်လို့ဆိုပါတယ်။ garnet crystal လေးရာဆိုလို့ရှိရင်ဒီအရိုးနဲ့ cell တွေကျန်းမာရေးအတွက်လည်းအထောက်အကူပြုပါတယ်တဲ့။စိတ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်း garnet crystal တွေကစိတ်ခံစားမှုတွေကိုတည်ငြိမ်စေပြီးတော့လုံခြုံမှုရှိစေပါတယ်။စိတ်လှုပ်ရှားမှုတွေကိုထိန်းညှိပေးပြီးတော့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်အေးချမ်းတဲ့ခံစားချက်တွေကိုယူဆောင်ပေးတယ်။ garnet crystal လေးကိုဝတ်ဆင်ခြင်းအပြင်စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ပြီးတော့ရဲစွမ်းသက်တည်နဲ့ကိုယုံကြည်မှုရှိလာစေနိုင်ပါတယ်။ garnet crystal လေးတွေကိုစောင့်ခြင်းအပြင်အတိတ်ကစိတ်ပိုင်းဆိုင်ရာနာကျင်မှုစိတ်ဒဏ်ရာတွေကိုလွတ်မြောက်စေတယ်လို့လည်းယူဆရှိကြပါတယ်။ကြောက်ရွံ့မှုတွေနဲ့စိုးရိမ်ပူပန်မှုတွေကိုရှင်းလင်းပေးပြီးတော့အာရုံစူးစိုက်မှုကောင်းမွန်ပြီးတော့အတွေးခေါ်ပိုင်းဆိုင်ရာတွေမြင့်တင်ပေးနိုင်ပါတယ်။ garnet crystal ဟာဆိုလို့ရှိရင်ချစ်ချင်းမေတ္တာဂရီကိုတို့ရဲ့အစွမ်းထက်တဲ့သင်္ကေတတစ်ခုဖြစ်ပြီးတော့ဆက်ဆံရေးပိုင်းတွေမှာစိတ်အားထက်သန်မှုနဲ့စိတ်ပိုင်းဆိုင်ရာနှောင်ကြိုးတွေကိုခိုင်ခန့်စေတယ်လို့လည်းယူဆရှိပါတယ်။ဒါကြောင့်ဒီ garnet crystal လေးတွေဆိုလို့ရှိရင် Aquarius တွေရဲ့ခွန်အားနဲ့စိတ်အားထက်သန်မှုကိုမြင့်တင်ပေးပါတယ်။မိမိကိုယ်ကိုယုံကြည်မှုတွေတိုးတက်လာစေပြီးတော့လူမှုဆက်ဆံရေးမှာလည်းပုံမကောင်းမွန်စေနိုင်ပြီးတော့ကြားရောက်လာမယ့်ဘေးအန္တရာယ်တွေကနေလည်းကာကွယ်ပေးနိုင်ပါတယ်။နောက်ထပ် crystal တစ်မျိုးကတော့ jasper ဖြစ်ပါတယ်။မြန်မာလိုဆိုလို့ရှိရင်ငကသွဲ့ကြောက်လို့ဘာသာပြန်ပါတယ်။ဒီ crystal လေးရာဆိုလို့ရှိရင်စိတ်တည်ငြိမ်မှုပေးနိုင်တယ်စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတို့ကိုသက်သာစေပါတယ်ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာတွေကိုခွန်အားပေးနိုင်တဲ့ energy ရှိပြီးတော့ရေစမ်းသက်တဲ့အပြည့်နဲ့ကိုယုံကြည်မှုရှိစေပါတယ်ဒီ crystal လေးကိုစောင့်မယ်ဆိုလို့ရှိရင်စိတ်ကြည်လင်မှုနဲ့အာရုံစူးစိုက်မှုတွေကိုပေးစွမ်းနိုင်တယ်နောက်ထပ်တစ်ခုကပြဿနာဖြေရှင်းခြင်းဆိုင်ရာတွေတီထွင်ဖန်တီးမှုပိုင်းဆိုင်ရာတွေမှာစိတ်ကူးစိတ်သန်ကောင်းမွန်နေပေးနိုင်ပါတယ်တဲ့ Jasper stone လေးရာဆိုလို့ရှိရင်သူကမတူညီတဲ့အရာလေးတွေရှိတယ်ပေါ့နော်သူရဲ့အရာလေးလိုက်ပြီးဆွနိုင်တဲ့ energy လေးတွေကလည်းအနည်းငယ်ကွဲပြားမှုရှိပါတယ်ရုပ်ပိုင်းဆိုင်ရာစွမ်းအင်နဲ့မြင့်တင်ပေးရန်နဲ့စိတ်ပိုင်းဆိုင်ရာစိတ်အားထက်သန်မှုတွေကိုမြင့်တင်ပေးရန်အနီရောင် Jasper လေးကိုဆောင်လို့ရပါတယ်အစိမ်းရောင် Jasper လေးကတော့ heart chakra နဲ့ဆက်စပ်မှုရှိပြီးတော့ဟန်ချက်ညီမှုဒါဇာတာဖြစ်မှုနဲ့စိတ်ပိုင်းဆိုင်ရာကုစားမှုတို့ကိုဆောင်ကျဉ်ပေးပါတယ်ရှေးယူစားတဲ့အရာအစာအိမ်နဲ့ရှင်ဘတ်ကျန်းမာရေးကိုလည်းအားကောင်းစေတယ်လို့ဆိုပါတယ်အဝါရောင် Jasper ကြောက်လေးအားဆိုလို့ရှိရင်တော့ကိုယ်စီကိုမကောင်းတဲ့စွမ်းအင်တွေကနေကာကွယ်ပေးပြီးတော့အစာချေပြည့်စင်းနဲ့အစိတ်အတောက်တွေကိုဖယ်ရှားပေးနိုင်တယ်လို့လည်းယုံကြည်ကြပါတယ်နောက်ထပ် Ocean Jasper လေးဟာဆိုလို့ရှိရင်ပျော်ရွှင်မှုအကောင်းမြင်မှုနဲ့စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုတို့ကိုအထောက်အကူပေးပါတယ်Blue Jasper ဟာဆိုလို့ရှိရင်စိတ်ဖိစီးမှုတွေကိုပယ်ပြောက်ပေးနိုင်ပြီးတော့
အတွင်းစိတ်တည်ငြိမ်မှုကိုမြင့်တင်ပေးပါတယ်။ဒါကြောင့် Jasper ကြောက်တုံးလေးတွေဟာဆိုလို့ရှိရင် Aquarius တွေရဲ့စိတ်ကူးရင်ဆန်တဲ့သဘာဝကိုလက်တွေ့ကျအောင်ထိန်းညှိပေးနိုင်ပါတယ်။စိတ်ကိုတည်ငြိမ်ရင်းချက်စေပြီးတော့ခက်ခဲတဲ့အခြေအနေမှာတောင်မှသိခံနိုင်စွမ်းကိုမြင့်တင်ပေးပါတယ်။လုပ်ငန်းခွင်တွေမှာဆိုလို့ရှိရင်လည်းအာရုံစူးစိုက်မှုပုံမကောင်းမှုကူညီပေးပါတယ်။နောက် crystal တစ်မျိုးကတော့ aquamarine ကျောက်ပဲဖြစ်ပါတယ်။ Aquarius ဆိုတဲ့ zodiac sign နံပါတ်နဲ့ aquamarine ကျောက်ကအရန်ကိုလိုက်ဖက်မှုရှိရလို့ခံစားရတယ်။ Aquamarine ကျောက်ဟာဆိုလို့ရှိရင်လည်းစိတ်ပစ္စည်းမှုတွေကိုရောကြစေပြီးတော့စိုးရိမ်ပူပန်မှုတွေကိုသက်သာစေနိုင်ပါတယ်။ကိုယ့်ရဲ့ဘဝမှာဖိအားတွေ stress တွေအများများနေရဆိုလို့ရှိရင်ဒီ aquamarine ကျောက်ကလေးကအဆောင်တင်ဆုံးကျောက်လေးမှာပါတယ်ပေါ့နော်။ဒါအပြင်ဒေါသနဲ့ကြောက်ရွံ့မှုများကိုလည်းလျှော့ချပေးနိုင်ပါတယ်။ Aquamarine ကိုရဲစွမ်းတတိ energy ရှိတဲ့ကျောက်အဖြစ်လည်းလူသိများပါတယ်။ကြောက်ရွံ့မှုတွေကိုဖယ်ရှားပေးနိုင်တယ်။အထူးသဖြင့် public မှာစကားပြောရတာကိုကြောက်တာပဲဖြစ်ဖြစ်လူတွေနဲ့အဲ့လိုပြောဆိုဆက်ဆံရတာကိုကြောက်ရွံ့တဲ့သူတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးဆောင်တင်နေပေါ့နော်။ဒီကြောက်လေးဟာဆိုလို့ရှိရင်ဆက်ဆံရေးတွေကိုလည်းတဟဇာတာဖြစ်စေပါတယ်။ဥပမာမိတ်ဆွေပေါင်းတင်ဆက်ဆံရေးပဲဖြစ်ဖြစ်အခြေရေးပဲဖြစ်ဖြစ်ပေါ့နော်။ကိုယ့်ရဲ့ကြမ်းတမ်းတဲ့စိတ်တွေအပြုအမူတွေကိုပျော့ပြောင်းစေပြီးတော့ပေါင်းတင်ဆက်ဆံရေးမှာအဆင်ပြေစေပါတယ်။ Aquamarine ကျောက်ကိုရှေးခေတ်ကဆိုလို့ရှိရင်ဒီတင်မောသားတွေကပေါ့နော်ရေထဲမှာဘေးကင်းအန္တရာယ်ကင်းသွားလာနိုင်မှုဆိုပြီးတော့ဒီအကာအကွယ်ပေးနိုင်တဲ့အဆောင်အဖြစ်အသုံးပြုခဲ့ကြပါတယ်။ဒါကြောင့်ဒီ aquamarine ကျောက်တွေဟာဆိုလို့ရှိရင် Aquarius ဒီအတွက်ပင်လယ်လိုအေးမြတဲ့စွမ်းအင်ကိုပေးစွမ်းနိုင်ပါတယ်။ Aquarius တွေကတခါတလေအရန်ကောင်းမှတက်လို့ဒီကျောက်ကပျော်ပြောင်းမြင်သာတဲ့စိတ်ထားဖြစ်အောင်ကူညီပေးနိုင်ပါတယ်တဲ့။ Aquamarine ကျောက်လေးကိုဒီလန်ခီးတွေတွာလာတဲ့အခါမှာဘေးရန်တွေကင်းအောင်လို့ပဲစောင့်လို့ရပါတယ်။နောက်ထပ် crystal လေးကတော့ rose quartz ပဲဖြစ်ပါတယ်။ rose quartz လေးကတော့အားလုံးသိပြီးကြတဲ့အတိုင်းပဲသူကချစ်မှုရေးရာကိစ္စတွေမှာဆောင်ရွက်ရှိကြတယ်ပေါ့နော်။ rose quartz crystal လေးရဲ့ဒီနူးညံ့သိမ်မွေ့တဲ့စွမ်းအင်ကစိတ်ခံစားမှုစိတ်ကြံရာတွေကိုကုသပေးနိုင်ပါတယ်။မိမိကိုယ်ကို self love ကိုလည်းတိုးပွားစေပြီးတော့အခြားသူများအပေါ်လည်းဒီဂရုဏာနဲ့စာနာမှုတွေကိုမြင့်တင်ပေးတယ်။ကျင်နာမှုရှိတဲ့စိတ်သဘောထားတွေကိုသုံးဆော်ပေးနိုင်ပြီးတော့ဆက်ဆံရေးတွေမှာနားလည်မှုနဲ့ယုံကြည်မှုကိုမြင့်တင်ပေးနိုင်ပါတယ်။ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်းနှလုံးနဲ့သွေးလည်ပတ်မှုစနစ်ကိုအားကောင်းစေပါတယ်။နှလုံးခုန်နှုန်းကိုတည်ငြိမ်စေပြီးတော့သွေးလည်ပတ်မှုကိုတိုးတက်ကောင်းမွန်စေတယ်လို့ယုံကြည်ကြပါတယ်။ဒီ rose quartz crystal လေးကိုအသားရည်တင်သိမ်းမှုအပိုင်းအလှပအရေးအရာတွေမှာလည်းအသုံးပြုကြပါတယ်။ရောင်ရမ်းမှုတွေကိုလျှော့ချပေးပြီးတော့အရေးအကြောင်းတွေကိုဖယ်ပြောက်ပေးနိုင်တယ်လို့ယုံကြည်မှုရှိလို့အခုနောက်ပိုင်းနေမှာဆိုလို့ရှိရင်အလားပါဆိုင်ရာပစ္စည်းတွေမှာဒီ rose quartz လေးကိုထည့်ပြီးတော့အသုံးပြုလာကြရဲပေါ့နော်။ပြီးတော့ဒီ crystal လေးကိုမိမိတို့အိတ်တဲ့အရာလာလေးမှာထားပြီးအိတ်လို့ရှိရင်ကောင်းမွန်သောအိတ်ဆက်ခြင်းကိုအထောက်အကူပြုနိုင်ပါတယ်။အိမ်မက်ဆိုးများရန်ကလည်းကာကွယ်ပေးနိုင်ပါသေးတယ်။ Aquarius တွေဟာပုံမှန်အားဖြင့်နှလုံးသားကိုနောက်မှထားပြီးတော့အုံနောက်ကိုဦးစားပေးတတ်ကြတယ်ပေါ့နော်။အရာရာကိုလက်တွေ့ကြကြပဲစဉ်းစားတတ်လို့တခါလေးမှသူတို့ကအေးဆက်ဆက်နိုင်တယ်လို့ဖြစ်နေတတ်ပါတယ်။ဒီလိုပြဿနာတွေကို quartz crystal တွေက balance ဖြစ်အောင်ထိန်းပေးနိုင်ပါတယ်။နောက် crystal တစ်မျိုးကတော့ hematite crystal ဖြစ်ပါတယ်။ hematite ကတော့သူကအနက်ပြာရောင်အနက်ရောင်လိုမျိုးရှိတဲ့တန်လိုက်ကျောက်တစ်မျိုးဖြစ်တယ်ပေါ့နော်။ hematite ကျောက်လေးရဆိုလို့ရှိရင်ဒီ negative energy တွေကိုဆုပ်ယူဖယ်ရှားပေးနိုင်ပါတယ်။မကောင်းတဲ့ဘေးရန်တွေမကောင်းတဲ့စွမ်းအင်တွေကနေကာကွယ်ပေးနိုင်ပြီးတော့ကောင်းတဲ့ energy တွေယူဆောင်လာပေးနိုင်ပါတယ်။စိတ်ကိုတည်ငြိမ်စေပြီးတော့အာရုံစူးစိုက်မှုလည်းကောင်းမွန်စေပါတယ်
emotional balance ကိုထိန်းညှိပေးနိုင်ပြီးတော့ဒီ stress တွေ anxiety တွေကနေပယ်ဖျောက်ပေးနိုင်ပါတယ်မိမိကိုယ်ကိုယုံကြည်မှုရှိလာအောင်လည်းအထောက်အကူပေးနိုင်ပါတယ်ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်းသွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီးတော့အစိတ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်တဲ့ကျွန်မအခုပြောပြပေးသွားတာလေးတွေကတော့ Aquarius ရာသီပွားလေးတွေဆောင်ရမယ် crystal လေးပဲဖြစ်ပါတယ်ဒီ crystal လေးတွေဆိုလို့ရှိရင်တခုနဲ့တခု energy လေးတွေကတူမလို့နဲ့ကွဲပြားမှုရှိတယ်တူတာလေးလည်းရှိတယ်ပေါ့နော်အဲအကြောင်းမိမိတို့လည်းရှိဖြစ်နေတဲ့ emotional feeling အရာဒီကိုယ်နဲ့ကိုင်းရဲ့ crystal လေးတွေကိုဆောင်ပေးမယ်ဆိုလို့ရှိရင်အထူးကျေးဇူးတွေအများကြီးရရှိစေမှာပါချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြပါဦးနော်